နော်ဖြည့်ရွှက်ပြီးတော့ပြောဦးမယ်ဟုတ်လားပညာရှိတဲ့သူတော်ကောင်းနဲ့တွဲနေတာဘုံနားလဲတာကတော့ပညာကတကယ်ရှိသွားပြီဆိုရင်သူတော်ကောင်းဓာတ်တဘာဝကကိန်းသွားနော်ဒီနေရာမှာသူတော်ကောင်းဆိုတဲ့အတိတ်ပဲစောသောဂါထာလေးထဲမှာလည်းပါတယ်နော်သူတော်ကောင်းတွေဟာနော်ရုပ်တံတရားသင်္ခါရတရားတွေရဲ့ပုံမှာသန္တာရာဂကိုစွန့်နေလိုချင်တဲ့အတွက်ကြောင့်ပြောဆိုတယ်ဆိုတာမရှိဘူးလို့ဒီလိုလေးဒီဂါထာထဲမှာတော့တွေ့ရတယ်နောက်ထပ်ပြောရင်တာကအဲ့ဒါတော့ကျင်ကျင်လေးမဟုတ်နည်းနည်းလေးကြည်ကြဲပြတ်ပြတ်ပြောခြင်းတယ်ဒါပေမဲ့သူတော်ကောင်းဆိုတဲ့အဓိပ္ပာယ်ကိုအတူချုပ်ပြီးတော့စိတ်ထဲမှာရှင်းရှင်းလင်းလင်းနားလည်သွားစေနိုင်တယ်အဲ့ဒီသုတ်တန်လည်းဘုံဘုံအလွန်ကြိုက်လို့ခဏခဏဟောဘူးပါတယ်တပ္ပုရိတသုတ်တန်ခေါင်းစဉ်ရဲ့နာမည်ကိုကတပ္ပုရိတသုတ်တန်နော်အဲ့ဒီသုတ်တန်မှာမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့သုတ်တန်ကြီးကအရှိကြီးဒါပေမဲ့အတူလေးတွေနဲ့သူကသွားနေတာဖြစ်တဲ့အတွက်ကြောင့်အနှစ်ချုပ်ပြောလို့ရနော်ယဟန်တို့တဲ့သူတော်ကောင်းတရားကိုဟောမယ်သူယုံမှတရားကိုဟောမယ်တဲ့သူတော်ကောင်းဆိုတာဘယ်လိုလဲသူယုံမှဆိုတာဘယ်လိုလဲဆိုတာငါဟောမယ်တဲ့အဲ့ဒါလိုကြီးညာပြီးတော့မြတ်စွာဘုရားဟောတာနော်အဲ့ဒါယဟန်တွေကိုဟောတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ယဟန်လောကကိုပဲအဓိကရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတာလူတွေအနေနဲ့လည်းပဲကိုယ့်ဘဝထဲမှာဒီဟာကိုထည့်သွင်းပြီးတော့စဉ်းစားဆင်ခြင်လို့မရဘူးတော့မဟုတ်ဘူးရတယ်ဟုတ်လားဘယ်လိုဟောတော့ဆိုတော့ယဟန်တို့တဲ့နော်ယဟန်တစ်ပါးဟာသူဟာမြတ်သောအမျိုးကနေယဟန်ပြုလာတယ်ဆိုကြပါစို့အိန္ဒိယကအမျိုးကိုအလွန်ခွဲတာ။ဒါကြောင့်အဲ့ဒီကကင်ပြီးတော့မြတ်စွာဘုရားဟောတာ။အဲ့ဒီမြတ်တဲ့အမျိုးကနေယဟန်ပြုလာတဲ့အခါမှာမမြတ်တဲ့အမျိုးကယဟန်ပြုလာတဲ့ပုံကိုယ်တွေကိုတွေ့လို့ရှိရင် तू ကအထင်သေးတယ်။ဒီလူတွေအမျိုးညံ့ငါအမျိုးမြတ်တယ်။အမျိုးမြတ်ခြင်းကိုအကြောင်းပြုပြီးတော့သူ့ကိုယ်သူမြင့်တင်တယ်။တစ်ဖက်လူကိုနှိမ့်ချတယ်။အဲ့ဒါသူယုံမှာပဲတဲ့။ဒီနေရာမှာဘုံဘုံတို့အဓိကကောက်ချက်ဆွဲရမှာကသူများကိုနှိမ့်ချတယ်ကိုကိုမြင့်တင်တယ်အဲ့ဒါသူယုံမှာပဲဒီသုတ်တန်ကြီးတစ်ပုဒ်လုံးကိုနားထောင်ပြီးလို့ရှိရင်သိလိမ့်မယ်ဘာကြောင့်မဲဖြစ်ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒါသူယုံမှာစင်းရင်တွေကိုဝင်ရလိမ့်မယ်ဟုတ်လားအခုအမျိုးမြတ်ချင်းကနေစပြီးတော့ပြောတာနော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားသူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်သူမြတ်သောအမျိုးကနေယဟန်တော်ပြုခဲ့တယ်ဒါပေမဲ့ तू ကဘယ်လိုစဉ်းစားလဲဆိုတော့အမျိုးမြတ်လို့ကိလေသာကင်းတာမဟုတ်လောဘဒေါသကုန်တာမဟုတ်ဘူးတဲ့မှန်မှန်ကန်ကန်နီးမှန်လမ်းမှန်ကျင့်သုံးမှလောဘဒေါသကုန်နိုင်တာဒါကြောင့်အမျိုးမြတ်ချင်းကြောင့်ဘာမှသူများကိုနှိမ့်ချစရာမလိုဘူးကိုမြင့်တင်စရာအကြောင်းလည်းမရှိဘူးမှန်မှန်ကန်ကန်ကျင့်သုံးပြီးတော့စိတ်ထားကောင်းတယ်ဆိုလို့ရှိရင်ဒါလေးစားစရာကောင်းတယ်ဒါမြတ်နိုးစရာကောင်းတယ်ဒီလိုနားလည်ပြီးတော့အမျိုးမြတ်ချင်းဒီဟုသောအကြောင်းကြောင့်သူများကိုနှိမ့်ချတယ်ဆိုတာမရှိဘူးကိုမြင့်တင်တယ်ဆိုတာမရှိဘူးအဲ့ဒါဟာသူတော်ကောင်းမယ်တဲ့ဒါလေးကိုအရင်နားလည်အောင်လုပ်တာနောက်ဟာတွေကဒီတိုင်းသွားမှာနော်အမျိုးမြတ်ချင်းကိုအကြောင်းပြုပြီးတော့သူယုံမှာကတော့သူများကိုနှိမ့်ချတယ်ကိုမြင့်တယ်သူတော်ကောင်းကတော့အမျိုးမြတ်တယ်ဒါပေမဲ့အမျိုးမြတ်ချင်းကိုအကြောင်းပြုပြီးတော့သူများကိုနှိမ့်ချတယ်ဆိုတာမရှိဘူးကိုမြင့်တယ်ဆိုတာရှိဘူးတဲ့ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကနော်ကြီးကျယ်တဲ့အမျိုးကနေယဟန်ပြုတယ်ဒါကြောင့်သူများကိုနှိမ့်ချတယ်သူကိုသူမြင့်တယ်သူတော်ကောင်းစိတ်ရှိတဲ့လူကတော့အဲ့လိုမဟုတ်ကြီးကျယ်တဲ့အမျိုးကနေယဟန်ပြုတယ်ဒါပေမဲ့လို့ကြီးကျယ်တဲ့အမျိုးကယဟန်ပြုလို့လောဘဒေါသမောဟကုန်သွားတာမဟုတ်မှန်မှန်ကန်ကန်ကျင့်သုံးမှလောဘဒေါသမောဟကုန်တာမှန်မှန်ကန်ကန်ကျင့်တယ်ကောင်းကောင်းမွန်မွန်ကျင့်တယ်ဆိုရင်ဒါမျက်နှိုးစရာလေးစားစရာရှိတယ်ဒါကြောင့်ကြီးကျယ်တဲ့အမျိုးကယဟန်ပြုခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချတာမရှိဘူးကိုမြင့်တင်တာမရှိဘူးဒီလောက်ပြောမယ်ဆိုနောက်ဟာတွေကိုဘုံဘအကျေမပြောတော့ဘူးနော်ဟုတ်လားအဲ့ဒါပါတော့သူတော်ကောင်းစိတ်ဓာတ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကများသောဥစ္စာရှိတဲ့အမျိုးကနေယဟန်ပြုတယ်အလုံးဥစ္စာပေါ်တယ်ပေါ့ဟုတ်လားဒါကြောင့်မလို့သူများကိုနှိမ့်ချတယ်သူ့ကိုယ်သူမြင့်တယ်ဟိုများသောအမျိုးကနေများသောဥစ္စာရှိတဲ့အမျိုးကနေယဟန်ပြုတယ်ကိုမြင့်တယ်တာမရှိဘူးသူများကိုနှိမ့်ချတာမရှိဘူးဒါပါတော့သူတော်ကောင်းဟုတ်လားပြီးတော့ပါတော့မြတ်သောအသုံးဆောင်ရှိတဲ့အမျိုးတဲ့ဒီကနေယဟန်ပြုလာတယ်အမျိုးတွေကိုပြောပြီးတော့ဘာပြောတော့ယဟန်ဖြစ်လာပြီဆိုတဲ့အခါကျတော့တချို့ယဟန်တွေကအချမ်းယံအလွန်များတယ်အတိုင်းဝိုင်းအလွန်များတယ်အဲ့ဒီအချမ်းယံတွေများတဲ့အတွက်ကြောင့်သူများကိုအထင်သေးတယ်သူကိုယ်သူအထင်ကြီးတယ်ဒါဆိုရင်ဘာတော့သူယုံမှာစိတ်ဓာတ်အချမ်းယံတော့များတယ်ဒါပေမဲ့အချမ်းယံများခြင်းကြောင့်လောဘဒေါသမောဟကုန်တာမဟုတ်ဘူးမှန်မှန်ကန်ကန်မြင့်မြတ်စွာကျင့်သုံးမှလောဘဒေါသကုန်နိုင်တာဒါကြောင့်အချမ်းယံများခြင်းကိုအကြောင်းပြုပြီးတော့သူများကိုကဲရတာရှုံချတာအထင်သေးတာမရှိဘူးကိုမြင့်တင်တာမရှိဘူးဒါပါတော့သူတော်ကောင်းစိတ်ဓာတ်အချမ်းယံများနဲ့စလာမှတဖြည်းဖြည်းနဲ့သူကသွားတာဒေသနာလေးတွေကအဲ့ဒါစိတ်ဝင်စားတယ်ကောင်းတယ်ဟုတ်လား
နောက်တော့သူကဘာတွေများလောင်ဆိုလက်လာဘာတွေများလာစွမ်းသင်္ကန်းကြောင်းစီပေါ်မှာပေါ်ဟုတ်လားအဲ့လိုပေါ်များတဲ့အခါမှာ तू ကမပေါ်များတဲ့ယဟန်တွေကိုတွေ့ရင်ဘာဖြစ်တော့အထင်သေးတယ်နှိမ့်ချသူကသူတို့တဲ့ตาတယ်ဆိုတစ်ဆင့်မြင့်နေရမှာယူထားတယ်ဒီလူတွေနဲ့ငါနဲ့မတူဘူးလို့ထင်နေတယ်ဘာဖြစ်နေတော့အကြီးကျယ်လွဲနေတယ်နော်ပေါ်တာမပေါ်တာလေးတွေမတူတာကျန်တာတွေကအကုန်အတူပဲလေဟုတ်လားအိုနာပြီးတော့သေရမှာ तू လဲလောဘဖြစ်เสียအာယုန်နဲ့တွေ့ရင်လောဘဖြစ်ဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်ဘာမှနော်ကြီးမားတဲ့ကိစ္စတွေမှာကွဲပြားခြားနားနေတာမရှိဘူးဟုတ်လားအပေါ်ယံလေးတွေကွဲပြားတာကိုသူတကယ်ဟာကြီးကွဲပြားနေတယ်လို့ထင်နေလို့ဒါညံလဲအလွန်နဲရရောက်တယ်လို့မဆိုနိုင်ဘူးလားနော်သူများကိုထင်သေးတယ်သူကသူထင်ကြီးတယ်ဆိုတာညံအလွန်နဲရရောက်တယ်လို့ဆိုနိုင်တယ်သူဘာကြောင့်သူများကိုထင်သေးနေတာတော့ဘာကြောင့်သူကသူထင်ကြီးနေတာတော့ဒီရနေတဲ့ဟာတွေအဟုတ်ထင်နေလို့ပေါ့ဟုတ်တယ်မဟုတ်လားသူနဲ့ကိုယ်နဲ့ရဲ့ကွာခြားချက်ကိုအကြီးကြီးလို့ထင်နေလို့ပေါ့အဲ့ဒါကြောင့်သူများကိုနှိမ်ချဖို့သူများကိုတော့အထင်သေးတဲ့စိတ်ထားတာပေါ့သူကသူဟုတ်ထင်တဲ့စိတ်ထားနေတာပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားအချမ်းရများတယ်ပြီးတော့ပါတော့လက်လာပါများတယ်တဲ့ဟောတဖြည်းဖြည်းနဲ့တက်လာဘုရားရဲ့ဒေသနာတွေကိုအများကြီးလေ့လာလိုက်စားကြည့်ရှုမှတ်သားလို့အကြားအမြင်တွေလည်းများတယ်တဲ့ဘုရားဟောတွေအများကြီးကိုသိတယ်ဘုရားဟောတွေအများကြီးသိတယ်အများကြီးသိတော့ဒီနားတင်သူကရက်မနေဘူးအဲ့ဒီအများကြီးသိခြင်းဒီဟုသောအကြောင်းကြောင့်မသိတဲ့လူတွေကိုနှိမ်ချတယ်သူ့ကိုယ်သူမြင့်တင်တယ်အဲ့ဒါအများကြီးသိတော့အဲ့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်ရပြီတော့လူယုံမှဖြစ်ရတယ်နော်ဘာကြောင့်ဖြစ်သွားတာတော့သူများကိုနှိမ်ချလို့သူ့ကိုယ်သူမြင့်တင်လို့သူများကိုနှိမ်ချတယ်သူ့ကိုယ်သူမြင့်တင်တယ်ဆိုတာအကြောင်းမဲ့မဟုတ်ဘူးဆိုတော့ဘုံဘုံပြောခဲ့တယ်သူအမှန်သိမှုပညာအားနည်းနေတာပဲတကယ်ကဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့သူဟာသူလူယုံမှရှင်ရင်ဝင်သွားရတာဟောအကြားမြင်များတယ်အကြားမြင်များခြင်းကိုအကြောင်းပြုပြီးတော့ကိုယ့်လိုမလေးလာနိုင်လို့ကိုယ့်လိုညံမထက်လို့ကိုယ့်လိုမသိလို့နော်ကိုယ့်လိုအကြားမြင်မများတဲ့လူတွေကိုနှိမ်ချတာမရှိဘူးကိုမြင့်တင်တာမရှိဘူးဒါဆိုရင်ပါလေသူတော်ကောင်းစိတ်တတ်တယ်ကြားရတာနဲ့တော့စိတ်ထဲမှာကြည်လင်တယ်နော်သူတော်ကောင်းဆိုတာကြားရတာနဲ့ကြည်လင်အဲ့ဒါဒီသုတ်တံဝတ်ဖတ်ပြီးတော့ဘုံဘုံကဘလို့သဘောပေါက်ပါဘလို့သဘောပေါက်တာတော့ဆိုတော့သူတော်ကောင်းဟုတ်မဟုတ်ဆိုတာပတ်ဝန်းကျင်ကိုဘလို့ဆက်ဆံတယ်လဲဆိုတာကိုကြည့်ပြီးတော့ဆုံးဖြတ်ရမှာပဲလို့ဟုတ်တယ်မဟုတ်လားပတ်ဝန်းကျင်ပေါ်မှာဆက်ဆံနေတာအဆင်မပြေဘူးဆိုရင်သူဘာကြီးသိတယ်ပြောနေလာမှာတော့တရားမဆုံးသေးဘူးအများကြီးကြံသေးတယ်ဟုတ်လားနော်အကြားအမြင်များတယ်တဲ့တဖြည်းဖြည်းနဲ့ချင်းနှင်းဝင်ရောက်လာပြီဟုတ်လားပြီးတော့ဘာတော့ဝီနီးဆောင်တယ်တဲ့ဟောဘုရားဟောထားတဲ့ဒေသနာတွေနော်ဒေသနာတွေမကောက်ဘူးဘာဆောင်တာဝီနီးပါဆောင်လာတယ်ဝီနီးကိုလေးလဲလေးစားတယ်လိုက်လဲလိုက်စားတယ်ဝီနီးကိုဆောင်အဲ့ဒါဝီနီးမဆောင်တဲ့လူတွေဝီနီးမလေးစားတဲ့ယဟန်တွေကိုတွေ့ရင်ဘာဖြစ်ပြီတော့အထင်သေးပြီဟုတ်လားသူ့ကိုယ်သူဘာဖြစ်ပြီတော့မြင့်တင်ပြီသူနဲ့ကိုယ်နဲ့မတူဘူးလို့ထင်လာပြီဘာဖြစ်ရပြန်ပြီတော့သူယုံမှဖြစ်ရပြန်ပြီနော်အဲ့ဒါဝီနီးတို့ကြီးသူယုံမှဖြစ်ရတယ်ဘာဘူးလို့တော့သူများကိုနှိမ်ချလို့သူ့ကိုယ်သူမြင့်တင်လို့ဟုတ်လားဝီနီးတော့ဆောင်တယ်ဒါပေမဲ့လို့ဝီနီးဆောင်ခြင်းဒီဟုသောအကြောင်းကြောင့်နော်သူများကိုနှိမ်ချတာမရှိဘူးကိုမြင့်တင်တာမရှိဘူးသူဘယ်လိုတွေးတာတော့ဒီဝီနီးကိုဆောင်ရုံနဲ့လောဘဒေါသကုန်သွားတာမဟုတ်ဘူးမှန်မှန်ကန်ကန်ကျင့်မှမြင့်မြတ်စွာကျင့်သုံးမှလောဘဒေါသကုန်တာဒါကြောင့်ဝီနီးဆောင်ခြင်းဒီဟုသောအကြောင်းကြောင့်သူများကိုနှိမ်ချစရာအကြောင်းမရှိဘူးကိုမြင့်တင်စရာအကြောင်းမရှိဘူးလို့နားလေတယ်နော်အမှန်တော့ပညာရှိနေလို့ရှိရင်ဒီသူတော်ကောင်းစိတ်ဓာတ်ဆိုတာအလိုလျောက်ပေါ်ပေါက်လာတယ်လို့ဘုံဘုံကတော့အဲ့လိုနားလည်မိဟုတ်လားဝီနီးဆောင်နေတဲ့ပြီးရင်ပါလာမလို့တရားဟောကောင်းနေတဲ့ဓမ္မဂတိကလို့သုံးတာနော်တရားကိုအများကြီးဟောတဲ့ပြောတတ်တယ်နားလည်အောင်အများကြီးလုပ်ပေးနိုင်တယ်အဲ့လိုတရားဟောကောင်းတဲ့အတွက်ကြောင့်သူများကိုနှိမ်ချမယ်ကိုမြင့်တင်မယ်ဆိုရင်တရားဟောကောင်းသူကြီးဘာဖြစ်မှာတော့လူယုံမှာဖြစ်ရလိမ့်မယ်နော်ဘာဖြစ်လို့တော့သူများကိုနှိမ်ချလို့သူ့ကိုယ်သူမြင့်တင်လို့စကားတွေထက်နေပြီနော်ဟုတ်လားအေးတရားဟောတော့ကောင်းတယ်ဒါပေမဲ့တရားဟောကောင်းခြင်းဒီဟုသောအကြောင်းကြောင့်သူများကိုနှိမ်ချတာမရှိဘူးကိုမြင့်တင်တာမရှိဘူးဒါပါတော့သူတော်ကောင်းစိတ်တဲ့သူဘလို့စဉ်းစားတာတော့တရားဟောကောင်းလို့လောဘဒေါသမောဟကုန်သွားတာမဟုတ်လောဘဒေါသမောဟကုန်အောင်ကျင့်မှလောဘဒေါသကုန်မှာနော်လောဘဒေါသကုန်အောင်ကျင့်တယ်ဆိုတာဘလို့ကျင့်တာတော့အနိစ္စမြင်အောင်လုပ်နေတာကိုပြောတာနော်တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဲ့ခင်၈ပါးပွားတာတမ္မာဒိဋ္ဌိဆိုတာမမြဲတာကိုသိနေတဲ့အတိကိုတမ္မာဒိဋ္ဌိလို့ခေါ်တာဘာမှတီးနေတာမြဲနေတာမရှိဘူးဓာတာကြီးဖြစ်နေတာမဟုတ်ဘူးအမြဲတမ်းအသစ်ဖြစ်နေတာလို့တဘာဝတရားတွေရဲ့မတီးမြဲတဲ့ပြောင်းလဲနေတဲ့သဘောကိုမျက်ခြေမပြတ်အမြဲတမ်းသိနေမြင်နေတာကိုဘယ်လိုခေါ်တော့တမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိဖြစ်ရင်တမ္မာသင်္ကပ္ပမဲ့ခင်၈ပါးအ
အကုန်လုံးဖြစ်တာအဲ့ဒီမဂ္ဂင်၈ပါးဟာဘာလို့လောဘဒေါသမောဟကုန်ခန်းဖို့အတွက်အကျင့်မြတ်သူအဲ့လိုနားလေတာဟုတ်လားတရားဟောကောင်းလို့ຢာကဒေါသမောဟကုန်တာမဟုတ်မဂ္ဂင်၈ပါးအကျင့်မြတ်ကိုကျင့်မှຢာကဒေါသမောဟကုန်တာဒါကြောင့်အကျင့်မြတ်ကိုကျင့်ရင်ဘယ်သူပဲကျင့်လေးစားစရာမျက်နှိုးစရာကောင်းတယ်ဒါကြောင့်မို့လို့တရားဟောကောင်းခြင်းဒီဟုသောအကြောင်းကြောင့်သူများကိုနှိမ့်ချတာမရှိဘူးကိုမြင့်တင်တာမရှိဘူးဒါပါတော့သူတော်ကောင်းစိတ်ဓာတ်တဲ့ဟောတရားဟောကောင်းပြီးတော့ဘာလာမှာတော့ဒူရင်ဆောင်မယ်တဲ့ဟောလာပြီနော်ဒီဘက်ခေတ်မှာအများကြီးဒီတုတ်တန်ကိုနားလေစရာကောင်းတယ်ဟုတ်လားဒူရင်ဆောင်တယ်ဆိုတာဒူတင်ဆိုတာဒူတင်ကဆိုတာကိလေသာကိုခက်ကြမ်းကြမ်းခါတွက်တယ်လို့အဓိပ္ပာယ်ရတယ်ခါတွက်တယ်တဲ့တယောက်ကကိုယ်ကိုလှမ်းထိတယ်တထောင်နဲ့တွက်ထုတ်လိုက်ဟောခါတွက်တယ်ငါမထိနဲ့အနာမလာခဲ့နဲ့လောဘဒေါသမောဟကိုအဲ့ဒါလို့ခက်ကြမ်းကြမ်းတုံ့ပြန်တာကိုဒူတင်လို့ခေါ်တယ်ဟုတ်လားတိစီဝရိတ်ဒူတင်နဲ့သင်္ကန်း3တယ်ပဲအလှခံမယ်4တယ်မြောက်ကိုမသုံးဆောင်လှူလည်းမယူဟုတ်လားသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကိလေသာတရားတွေအလုံးကိုဖြစ်เสียအကြောင်းနဲသွားပြီဟုတ်လားဒီ3တယ်ပြီးတော့ဘယ်သူဘာကောင်းတာလဲမမျှော်တော့ तू က4တယ်မြောက်အလှမခံဘူးလို့ဒိဋ္ဌံထားတာလေဘယ်တော့ကောင်းတော့ဟုတ်လားစွန့်ခံစားမယ်ဘယ်သူကငါစွန့်စားပိတ်အောင်မှလဲတွေးစရာမလိုတော့နော်ပိန်တစ်ပတ်ဒူတယ်ပတ်တစ်ပိုင်းဒူတယ်နေအများကြီးဒူတယ်ဘယ်နှမရှိတယ်လို့ကြားဘူးတော့73ပါလက်သပင်အောင်မှာပဲနေမယ်ကျောင်းတကာမျောစရာမလိုကျောင်းတကာအာနာစရာလည်းမလိုသပင်အောင်မှာပဲနေမယ်လေဟုတ်လားပတ်တကူသင်္ကန်းကိုသုံးဆောင်မယ်ဟာဘယ်သူသင်္ကန်းလာလူမယ်ဘာမှပူစရာမလိုအလွန်မှငြိမ်းဖို့အေးဖို့မြတ်စွာဘုရားအဲ့ဒီအကျင့်တွေကိုခွင့်ပြုခဲ့တာဟုတ်လားသစ်ပင်အောင်နေတဲ့အကျင့်နဲ့နောက်ထပ်ပါရှိသေးတယ်အဘောဂတိကတူတယ်ဆိုလွင်တီးခေါင်မှာပဲနေသစ်ပင်အောင်တော့မဟုတ်တော့ဟုတ်လားနေဘူးလေရှိအောင်စမ်းပြီးတော့နေကြည့်ပါလားဟမ်နောက်ထပ်ကြောင်းရှိသေးတယ်အဲ့ဒါယောဂီတွေပြောကြကောင်းတယ်အဲ့ဒါဘာလို့ဆိုဥိပါယထာပါယထာတဏ္ဍတိတူတယ်ကိုကြားတဲ့နေရာမှာပဲနေမယ်ဆိုတဲ့ဒူတယ်ရှိတယ်နော်ရှင်းတော့မြတ်စွာဘုရားလက်ထက်ကသူကကြောင်းညွန်တဲ့ယဟန်ရှိတယ်ဒီကြောင်းမှာကြောင်းကံတန်ခါထားပါတော့အာဂတုတွေဘာတွေရောက်လာတယ်ဆိုရှင်ဘုရားဘယ်ဆောင်မှနေပါဘုရားဆိုဘာမှမငင်းဘူးနေရာကောင်းအဲ့ဒီနေရာမှာသွားနေမယ်ဟုတ်လားဘယ်နာလေးကဘာဖြစ်လို့ဘယ်နာလေးကတော့ပွက်စိတ်တွေပေါ်လို့တည်င်းနေရာကြားနေဟုတ်လားပွက်စိတ်ပေါ်ကလည်းပဲသူ့ကိုအပြစ်ပြောလို့လည်းမရဘူးဘုံဘုံလည်းမနေနိုင်ဘူးပွက်စိတ်ပေါ်တဲ့နေရာဟုတ်လားသဘောပြောပြတာပါနော်အဲ့တော့ကိုကအကိုင်းနည်းနည်းတော့စဉ်းစားဖို့ကောင်းတာပေါ့နော်နေရာအရန်ကိုအရှင်မပြေတဲ့နေရာမျိုးကတော့နော်ညင်းတာကောင်းပါလေဒါပေမဲ့ဟာဘယ်နာလေးကဝေးလို့ကိုကတော့အဲ့လိုဝေးတဲ့နေရာမနေချင်ဘူးဆိုဒီနေရာတယောက်ကနေမှသူများဝေးတဲ့နေရာနေရမလားစဉ်းစားတွေကတော့ကောင်းတယ်ပေါ့နော်ဒါကြောင့်ဘယ်နေရာပဲကြမငင်းဘူးဒီဥစ္စာလေးကိုဒီတိုင်းပဲလက်ခံတယ်ဆိုတာဘယ်ထဲမှာပါနေတော့ဒူတင်ထဲမှာပါနေတယ်နေရာမှာလျှက်ပေါ်လော်လီတဲ့လောဘကိုပယ်နိုင်တယ်တဲ့ဟုတ်လားဦးဘုံဘုံတော့အဲ့လိုမှတ်သားဘူးလေနော်နေရာမှာဘာဖြစ်တယ်လျှက်ပေါ်လော်လီတယ်တဲ့ဟုတ်လားဘယ်နာလေးမှနေတာဟိုဟာလေးမနေချင်ခုနမနေချင်ဟာဘာဖြစ်တယ်ကြသူကအလိုကြတယ်လို့ကိုမရှိနိုင်ဘူးနေရာနဲ့ပတ်သက်ပြီးတော့စိတ်ကဘလို့ဖြစ်နေတာပြောက်ပြက်ခတ်နေတာလျှက်ပေါ်လော်လီတယ်ဆိုတော့နည်းနည်းကြမ်းပါဟုတ်လားစကလုံးကနော်ဒူတင်ဆိုတာအဲ့ဒါတွေပဲနော်ဒူတင်နောက်ထပ်ဘာပါသေးတော့သုတ်တန်ဒူတင်ဆိုတာရှိသေးတယ်အဲ့ဒါတော့ဘုံဘုံကချီးမွမ်းတယ်ကိုကသုတ်တန်နာညမှောင်ရင်ဘယ်တော့မှမတော်ရင်ဟုတ်လားနော်သုတ်တန်ကလည်းတကယ်ကောင်းပါလေဘုံဘုံငယ်ငယ်ကကျောင်းတဲ့ကျောင်းကိုရောက်တော့သူကသုတ်တန်ဒူတင်ရအောင်ဒကမာကြီးတယောက်တည်တော့အဲ့ဒီကျောင်းသားကိုမြုပ်ခိုင်းတာသုတ်တန်ဒူတင်ဆောင်းကျင်လို့ပေါ့လေဘုန်းကြီးကလှုပ်တယ်အဲ့နာသွားကြည့်တော့စပင်တွေကမြေကြီးပေါ်ပေါ်နေတယ်ဟာစပင်ရဲ့အောင်2လက်မ3လက်မမှာခေါင်းကြီးရှိတယ်လေဟုတ်လားတော်တော်ကြောက်သွားတယ်သိလားဘုံဘုံတခါဖားအောက်ရောက်ဘူးတယ်ငယ်ငယ်တုန်းကလည်းအဲ့ဒီဖားအောက်ကလည်းပဲသူသုတ်တန်ဒူတင်ဆောင်းလို့ရအောင်သူကျောင်းအစွန်းလေးနဲ့ဟိုကဂူတွေနဲ့အကုန်လုံးလှုပ်ထားရှိအဲ့ဒီတဲကိုဒူတင်ဆောင်းခြင်းဆောင်းလို့ရအဲ့ဒါဖားအောက်မှာဘုံဘုံတခါလူသေးတော့အတုပရှုကြွဆိုဟာတပည့်တော်လိုက်လို့မရဘူးလားရတယ်တဲ့ရရင်သွားဦးမဆိုဘုသူတ္တလိုက်တော့တာအဲ့တော့ဘုံဘုံက20ပဲရှိပါသေးတယ်ရဟန်းဖြစ်ချင်းရောက်တော့ဖောက်ဆရာပြီးတော့အဲ့လိုနာမည်မကြီးသေးပါဘူးမွန်နေတည်တဲ့လူကသက်60လောက်ရှိအဲ့ဒါရှိမှာဒီတိုင်းစမ်းစမ်းကြီးဟာအတုပတကယ်ရှိပါလားနော်အတုပဝါဒတာရှုလို့မရဘူးလူတွေကောင်ကကိုရှိတဲ့မှာဟုတ်လားတော်တော်ကောင်းတယ်အဲ့ဒီအတွေ့အကြုံတွေကလေအဲ့ဒါပိဋကကအဲ့ဒီလူတွေရဲ့ဟိုဘက်မှာဘုန်းကြီးတွေကလူတွေရဲ့ဒီဘက်မှာပိဋကနဲ့
ဘုန်းကြီးရဲ့ကြားထဲမှာအဲ့ဒီခေါင်းကြီးကိုဒီခေါင်းမပါဘူးဒီတိုင်းပဲဖြာခင်းပြီးတော့နော်ဒီတိုင်းပဲပြင်ထားတာချင်းတွေကလည်းအိုးလို့ဩချင်းတောင်မချောက်နိုင်တော့ပါလားစိတ်ကအဲ့လိုစဉ်းစားမိတယ်ဘုန်းစိတ်တယ်နော်လူသေးကိုမြင်ရတာနဲ့လူရှင်ကိုမြင်ရတာစိတ်ရဲ့တုံ့ပြန်မှုတွေကအလွန်တရာမှကွာခြားပါတယ်နော်လူသေးကိုကြည့်ရတာအရင်ကောင်းဟုတ်လားဒါကြောင့်မြတ်စွာဘုရားလူသေးတွေစုပြီးတော့နော်နေတဲ့နေရာတုတ်တန်ဘဝရဲ့အမှန်တရားလူတွေကအခုဘဝကိုအမှန်တရားကိုတချမ်းပဲလူတွေကကြည့်ဟုတ်လားနော်ဘဝဘယ်တချမ်းနဲ့ဘယ်တချမ်းနဲ့ပေါင်းထားတာလို့ဘုံဘဝခံစားရတယ်ဆိုတော့ရှင်ချင်းတချမ်းရဲ့သေချင်းတချမ်းရဲ့ပေါင်းထားကျွတ်တော့ဘယ်တချမ်းမှာပဲကျက်စားနေရှင်ချင်းတချမ်းမှာပဲကျက်တချမ်းလိုလေးဟုတ်လားစဉ်းစားကြည့်နော်အဲ့ဒီသေချင်းကိုကျက်စားကြည့်လိုက်ဘဝရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့နားလည်လာလိမ့်မယ်ဟုတ်လားတိုင်ထားပါတော့အဲ့ဒါပါတော့သုတ်တန်ဒုတယ်အဲ့ဒါသုတ်တန်ဒုတင်ဆောင်တယ်ခုပြောတဲ့ဒုတွေနေအများကြီးဆောင်တယ်ကိုချိုးချံချွေတာတဲ့အကျင့်ကိုအများကြီးကျင့်တယ်ဒါမူရင်းရည်ရွယ်ချက်လေးကတော့လွန်ကောင်းပါလေဒါပေမဲ့သူဘာဖြစ်လာတော့ငါဒုတင်ဆောင်တယ်ဟိုလူတွေဒုတင်မဆောင်နိုင်ဘူးသူဘာဖြစ်ပြီးတော့မတူတာကိုပုံကြီးချဲ့တော့မယ်နော်မတူတာကိုပုံကြီးချဲ့တော့မယ်ဟုတ်လားဒုတင်ဆောင်ခြင်းတည်းဟူသောအကြောင်းကြောင့်မဆောင်တဲ့လူတွေကိုနှိမ်ချတယ်သူကိုယ်သူမြင့်တင်တယ်ဒုတင်ဆောင်ပုဂ္ဂိုလ်ကြီးဘာဖြစ်သွားသူယုံမှဖြစ်သွားစကလုံးကိုနည်းနည်းလေးထိအောင်အဲ့လိုပြောကြည့်တာဟုတ်လားဒုရင်ဆောင်တော်လည်းပဲသူဟာလူယုံမှာပဲဖြစ်တယ်လို့အဲ့တိုင်ကိုမြတ်စွာဘုရားဟောထားတာဟုတ်လားဒုရင်ဆောင်ပြီးရင်ဘာရှိဖို့လိုမလို့ဒုရင်ဆောင်ခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ်ချဖို့ကိုမမြင့်တင်ဖို့ဒါပါမှသာလေသူတော်အောင်ဖြစ်မယ်အဲ့တော့ဒုရင်ဆောင်ဖို့မဆောင်ဖို့တဲ့သူများကိုမနှိမ်ချဖို့ကိုမမြင့်တင်ဖို့ဘယ်ဟာကအရေးကြီးတာလဲလို့မြင်ရင်ပိဋကတ်တို့ဘယ်လိုပြောမလို့သူများကိုမနှိမ်ချဖို့ကိုမမြင့်တင်ဖို့ကပို့ပြီးတော့အရေးကြီးတယ်နော်ဒီဥစ္စာကိုနားလည်ဖို့လိုတယ်ဘယ်ဟာအနှစ်သာရလဲဆိုတာနားလည်ဖို့လိုတယ်ခုလူတွေကကိုမလုပ်နိုင်တဲ့အလုပ်ကိုသူများလုပ်ပြလို့ရှင်အလွန်မင်းကိုပဲစိတ်ထဲကအံ့ဩပြီးတော့မဖြစ်တာတော့အထင်ကြီးကြတာတွေရှိနော်အဲ့ဒီကိစ္စတွေကလူတွေကိုအလွန်လိမ်လို့ကောင်းတာပဲလူတွေရဲ့အညာကိုမြင်နေရလေသူများမလုပ်နိုင်တာတွေလုပ်ပြဒုရင်ဆောင်ပြီးတော့ပါလာမလို့ဇံရတယ်တဲ့ဒီသုတ်တံဘုံမှာအံ့ဩတယ်နော်ဇံရတဲ့ပုဂ္ဂိုလ်တောင်ဇံရခြင်းတည်းဟူသောအကြောင်းကြောင့်ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်သူ့ကိုလည်းလူယုံမှရှင်းနေပဲထည့်ထားတယ်လွန်စဉ်းစားရကောင်းဟုတ်လားဇံရလို့ဇံနဲ့နေတဲ့အချိန်တော့ဒါကုသိုလ်နဲ့မွေးလျော်နေတော့သူတော်ကောင်းလို့ပြောရမှာပါပဲဟုတ်လားသို့တော့အဲ့ဒီဇံရတာကိုကြောင်းပြုတ်ပြီးတော့ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီမြင့်တင်နေတဲ့အချိန်နှိမ့်ချနေတဲ့အချိန်မှာတော့သူကဘာဖြစ်နေတော့သူယုံမှဖြစ်နေပြီဟုတ်လားလူတိုင်းဒီခံစားချက်ကိုဘုံဘုံကအလွန်နားလည်စေခြင်းတယ်ဘုံဘုံလည်းကိုမြင့်တင်ပြီးတော့သူများကိုနှိမ့်ချတဲ့သဘောမျိုးတွေနဲ့အများကြီးချိန်ဖန်များစွာနေဘူးပါလေတော်တော်အရသာမဲ့တဲ့ကိစ္စပဲယောဂီတို့လည်းနေဘူးမှာပဲကိုယ့်ကိုစဉ်းစားကြည့်လေသူများကိုနှိမ့်ချတယ်ကိုမြင့်တင်တယ်ဆိုတာနော်ကုသိုလ်သဘောလားအကုသိုလ်သဘောလားစိတ်ထဲမှာချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောလားဆင်းရဲနေတာကိုဆင်းရဲလို့ဆင်းရဲမှတော့မသိဘူးဟိုလိုဒီလိုဝါတာတာနဲ့တခါတဲ့နော်မဟုတ်နေတာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့ဒါဇန်တရားတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့လိုဟောတယ်ဇံမာမပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်လည်းမကဘူးနော်အာဂတနိစ္စယတနာဇန်ဝိညာဉ်နိစ္စယတနာဇန်အာကိဉ္စညာယတနာဇန်နေဝတင်ညာနာတင်ညာယတနာဇန်အလွန်အဆင့်မြင့်တဲ့ဇန်တွေအဲ့ဒီဇန်တွေရပြီးတဲ့နောက်မှာဒီဇန်တွေရခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချမယ်ကိုမြင့်တင်မယ်ဆိုရင်လည်းအဲ့ဒီဇန်ရတဲ့ပုဂ္ဂိုလ်ဟာလူယုံမှာစင်းနေပဲဝင်နေတယ်ပဲလို့အဲ့လိုမြတ်စွာဘုရားဟောတော့ဇံရခြင်းတည်းဟူသောအကြောင်းကြောင့်ကိုမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုလို့ရှိရင်တပါတော့သူတော်ကောင်းလို့အဲ့လိုပြောတယ်နောက်ဆုံးဘယ်ကြမှာဒေသနာဆုံးသွားလို့ဆိုတော့ဒီရောဓသမပတ်ဝင်စားတယ်တဲ့ဒီရောဓသမပတ်ဝင်စားတယ်ဆိုတာကျတော့သူကအနာဂံလည်းဖြစ်မှနော်သတုဒ္ဓဇံလည်းရမှယဟန္တာလည်းဖြစ်တယ်ဆိုရင်တော့အတိုင်းထက်လို့ပေါ့နော်အ ਨੇ ဆုံးအရိယာမဉ္ဇဉ်ပူညာကအနာဂံအဆင့်ကိုရောက်မှဇံလည်းပဲသတုဒ္ဓဇံကိုရမှဒီရောဓသမပတ်ဆိုတာဝင်စားလို့ရတာနော်9ရက်တိတိစားတာတောက်တာတွေကျင်ကြီးကျင်ငယ်စွန့်တာတွေဘာမှမလုပ်ဖဲနဲ့ဇူးမှလည်းတတ်လို့မသေးပဲနဲ့အဋိဋ္ဌံနဲ့နော်ရုပ်ဒုက္ခနံဒုက္ခတွေနော်အတိုင်းတာတစ်ခုထိကင်းကွာပြီးတော့နေတဲ့အနေအထားမျိုးလို့အကြံဉာဏ်ပြောလို့ရတယ်ဒီရောဓသမပတ်ဝင်စားတယ်ဆိုတာဟုတ်လားအဲ့ဒီနိရောဓသမပတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကတော့တဲ့သူကဘယ်နေရာမှာမှဘယ်အချိန်မှာမှဘယ်ပုဂ္ဂိုလ်နဲ့မှဘာမှအထင်မှားစရာမရှိတဲ့အတွက်ကြောင့်သူများကိုနှိမ့်ချတဲ့သူ့ကိုယ်သူမြင့်တင်တယ်ဆိုတာမရှိဘူးတဲ့
ဒါမှမဟုတ် तू ကတော့သူတော်ကောင်းပဲ तू ကသူယုံမှာဖြစ်เสียအကြောင်းမရှိဘူးဟုတ်လားအဲ့တော့ဘုန်းတို့ဒီသူတော်ကောင်းဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တန်ကိုခြေခံပြီးတော့ပိုင်နိုင်ဘလို့နားလေထားတဲ့လေနော်ငါဘာကြီးဖြစ်လို့နေလေဟုတ်လားအဲ့ဒီဖြစ်ချင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနော်နှိမ့်ချမယ်ကိုအထင်ရောက်ပြီးတော့မြင့်တင်နေမယ်ဆိုရင်ငါဟာလူယုံမှာစိရင်နဲ့ဝင်နေသေးပဲလို့နားလေရမယ်ပေါ့နော်ဘာကြီးဖြစ်လို့နေအဲ့ဒီဖြစ်ချင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ့်ချဘူးကိုမမြင့်တင်ဘူးနော်သူများကိုနှိမ့်ချတယ်ကိုမြင့်တင်တယ်ဆိုတာအဲ့လိုပြောရင်မျက်စိလဲမှာလဲစိုးရသေးအဲ့လိုကြီးတော့ဒီလိုတော့မလုပ်ပါဘူးလို့ထင်ကောင်းထင်မယ်အဲ့ဒါဆိုရင်ဘလို့ဆင့်စကလုံးကိုဘလို့လျှော့ပြီးတော့ပြောအောင်လို့ဆိုအထင်သေးတယ်သူများကိုအထင်သေးတယ်ဆိုတာထဲမှာနှိမ့်ချတဲ့သဘောမပါဘူးလားပါတာပေါ့အထင်သေးသလောက်နှိမ့်ချတယ်အထင်အရန်သေးသွားပြီဆိုရင်စကားပုံပြောကျင်တော့ဘူးမတူသလိုမတန်သလိုဖြစ်သွားတယ်တခါတည်းသူများကိုအထင်သေးလုံးအားကြီးသွားတာဟုတ်ကိုယ်စိတ်ထဲကဘလို့အနေထားမျိုးမှသူများကိုအထင်သေးတာတွေများတော့တခါတလေကြတော့ကိုကတော်လွန်းလို့သူ့ကိုအထင်သေးတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ तू ကညံလွန်းလို့အထင်သေးတာမျိုးလည်းရှိတတ်တယ်ဟုတ်တယ်မဟုတ်လားကိုတော်လို့ပြုလို့ရလို့တော့မဟုတ်နော်အလုံးကိုသဘာဝမကြပြီးတော့အလုံးကိုဆက်ဆုပ်เสียကောင်းတဲ့စိတ်နေသဘာဝတွေရှိတဲ့လူတွေနဲ့တွေ့တဲ့အခါမှာဘုန်းတို့များသောဖြင့်အဲ့ဒီကိစ္စတောက်မခံနိုင်ဘူးနော်ဘာဖြစ်လာပြီတော့အထင်သေးလာပြီလူယုံမှာကိုယ့်ဘာလူယုံမှာဖြစ်အောင်အဖော်ညှိတော့လားဟုတ်တယ်မဟုတ်လားစဉ်းစားနော်တကယ်တမ်း तू လည်းကောင်းတာမဟုတ် तू မကောင်းလို့ကိုကဘာဖြစ်ပြီတော့အထင်သေးပြီဆိုတော့ကိုကမတိမတာနော်ငါက तू လိုတော့မဟုတ်ဘူးကိုသူ့တဲ့တော့ဘာဖြစ်တော့ပါတယ်ထင်တယ်နော်ပါတယ်မဟုတ်လားကိုမြင့်တင်တဲ့အပိုင်းမှာပါလာတယ်သူ့ကိုနှိမ့်ချတဲ့အပိုင်းတွေပါလာတယ်ဒါကြောင့်လူမိုက်ကိုမပေါင်းရဘူးလို့ပြောတယ်မြတ်စွာဘုရားရဲ့မင်္ဂလာတရားဟာဒီအထိကျေပြန့်တယ်ဆိုတာကိုမြင်ကြည့်ပြောကောင်းနဲ့ပြောတယ်တဏှာကြီးကြောသွားတယ်နော်ရက်ကြရအောင်ဟုတ်လားအဲ့တော့ဒါပါသုတ်တံနော်သဗ္ဗုရိတသုတ်တံဘာကြီးဖြစ်လို့နေသူများကိုထင်သေးမယ်ကိုထင်ကြီးမယ်ဆိုရင်လူယုံမှာဆင်းဝင်လိမ့်မယ်ဘာပဲဖြစ်နေသူများကိုအထင်မသေးမှကိုအထင်မကြီးမှသူများကိုမနှိမ့်ချမှကိုမမြင့်တင်မှနော်သူတော်ကောင်းလို့မြတ်စွာဘုရားဟောထားတဲ့ဒီဒေသနာလေးကိုအလုံးကိုပဲစိတ်ထဲမှာစွဲစီခြင်းပါလေဟုတ်လားအဲ့တော့ဘုန်းတို့ပညာရှိသူတော်ကောင်းတဲ့နော်ပညာရှိဆိုတာနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတုကသုတ်တံကိုအခြေခံပြီးတော့အရင်ရက်တွေကအများကြီးပြောခဲ့တယ်ဒီနေ့ပြောတဲ့အဓိပ္ပာယ်ကတော့တလုံးနဲ့ချုပ်လိုက်ရင်ပါတော့အကောင်အဆိုးအမျိုးမျိုးသောလောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာကိုယ်စိတ်ကိုလောဘဒေါသတို့ဖြင့်တုန်လှုပ်မှုမရှိအောင်ငြိမ်သက်မှုဖြစ်အောင်ထိန်းနိုင်သိမ်းနိုင်မှသာလေပါတော့ပညာရှိနော်သုလသုဝါဒပြောတယ်ငြိမ်သက်ကြတဲ့ယဟန်တော်တွေရဲ့အကြောင်းကိုဘုဒ္ဓဘုံပြောပြပါတယ်ဟုတ်လားပညာရှိပြီးတော့ပါလားတော့သူတော်ကောင်းနော်သူတော်ကောင်းဆိုတာကိုဘာကြီးပဲဖြစ်လို့နေသူများကိုမနှိမ့်ချမှကိုမမြင့်တင်မှသူတော်ကောင်းရှိတဲ့ပြည့်ဝတယ်လို့ခေါ်တာဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမလေးကိုနော်အများကြီးနားလည်အောင်ကြိုးစားပြီးတော့ပညာရှိဖြစ်အောင်လည်းပဲကြိုးပမ်းနိုင်ကြပါစေသူတော်ကောင်းဖြစ်အောင်လည်းပဲကြိုးစားနိုင်ကြပါစေလို့ဘုန်းဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုရတဲ့ကုသိုလ်ကောင်းမှုအဆုတို့ကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပုညမျက်နှိပ်ဗံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း